Fantasy ရဲ့ Junior ရဲ့ဒီ scale ကို E4 ပေါ်မှာလုပ်လို့ရနေပြီဆိုတာသိပြီးကြရလားလောက်တက်သေးဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးပါဒီ scale ရဲ့နာမည်ကို Dummy Run လို့ကျွန်တော်တို့ခေါ်ပါတယ်ဘောလုံးကိုတစ်ချက်မထိပဲနဲ့တစ်ဖက်နောက်တန်းကိုလှည့်သားလိုက်တာဖြစ်ပါတယ်ကိုမာကင်အရန်ကပ်ပြီး pressure ဝင်ပေးတဲ့အခါမျိုးမှာကိုအသင်းဘော်ကပေးလိုက်တဲ့ဘောလုံးကိုမထိပဲနဲ့ကျွန်တော်တို့ဒီနောက်ကိုလှည့်ထွက်သွားတဲ့ scale မျိုးဖြစ်ပါတယ်အဲ့တော့ဒီ scale ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဘောလုံးမရောက်ခင်မှာဒီကစားသမားရဲ့မျက်နှာမူရနဲ့ဆန့်ကျင်ဘက်ကိုကျွန်တော်တက်ခလုတ်လေးကိုကျွန်တော်ဖိပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်ကဲပွဲထဲမှာဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကိုဆက်ကြည့်သွားပါအားလုံးပဲလောက်တက်ကြမယ်လို့မျှော်လင့်ပါတယ်များများလေးခြင်းပါမှန်မှန်လေးခြင်းပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်